ဆိုရင်တော့ working နောက်တစ်ခုကတော့ trade payable account ဆွဲပြီးတော့ credit purchase ရှာပေးရမှာဖြစ်တယ် trade payable မှာလည်းဘာတွေထည့်ရမလဲသိနေရမယ်နံပါတ် 1 BD ထည့်မယ် CT ထည့်မယ် purchase return တွေရှိရင်ထည့်မယ် bank တွေ discount receipt တွေရှိရင်ထည့်ပေးရမယ်ဒီပုဒ်စာမှာခုနကတော့လိုပဲခုနကတော့တွက်ခဲ့တဲ့ trade receivable account လိုပဲ trade payable account မှာ BD တွေ CD တွေထည့်ဖို့အတွက် opening closing column နှစ်ခုကိုကြည့်ပေးရမှာဖြစ်တယ်ဒီတော့ trade payable ရဲ့ opening က 8950 ဖြစ်တယ် closing ကတော့ 6550 ဖြစ်တယ်အဲတော့ trade payable ကမှထည့်ဖို့ BD တန်ဖို့ CD တန်ဖို့တွေရသွားမှာဖြစ်တယ်ဒီပုဒ်စာမှာ purchase return ကမရှိပါဘူးထည့်ပေးစရာမလိုဘူး bank ကလည်းပုဒ်စာရဲ့ bank account မှာ trade payable ဆိုပြီးတော့စာရင်းရှိပါလိမ့်မယ်အဲဒါကို bank နေရာမှာစာရင်းသွင်းပေးရမှာဖြစ်တယ်ဘဏ်ကောင်မှာ trade payable ဆိုပြီးတော့ credit ချမ်းမှာ 62,200 ဆိုပြီးတော့ရှိပါလိမ့်မယ်အဲဒီ 62,200 ကိုအခုမှတို့တွက်မယ် trade payable အကောင့်မှာ bank နေရာမှာတန်ဖို့စာရင်းသွင်းပေးရမှာဖြစ်တယ်ဒါပြီးရင်နံပါတ် 4 discount receipt ဖြစ်ပါတယ် discount receipt ကလည်း require ရဲ့အပေါ်မှာရှိတဲ့စာပိုက်ထဲမှာရှိပါတယ် discount receipt from supplier during the year amount to 480တဲ့480ကို discount receipt နေရာမှာစာရင်းသွင်းပေးရမှာဖြစ်တယ်ဒီလည်းရပြီဆိုတော့အောက်ပိတ်လိုက်ရင် credit purchase တန်ဖို့ထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်မတို့တွက်ကြည့်မယ်ဒါဆိုရင် working 2မှာ trade payable မှာ BD ထည့်တယ် CG ထည့်တယ် bank တန်ဖို့ထည့်တယ် discount receipt ထည့်တယ်အကောင့်ပိတ်လိုက်ရင် credit purchase တန်ဖို့ထွက်လာပါပြီဒါဆိုရင်တော့ working number 3မှာ total sale total purchase တွေတွက်ပေးရမှာဖြစ်တယ် total sale ကိုလိုချင်ရင် cash sale နဲ့ credit sale နဲ့ကိုပေါင်းရမယ်လို့ပြောထားတယ်ဒါသူရဲ့ formula ပဲဖြစ်တယ်ဒီတော့ cash sale ကိုပုဒ်စာထဲမှာရှာပေးရမှာဖြစ်တယ်အဲတော့ပုဒ်စာထဲမှာ cash sale ဆိုပြီးတော့ bank account ထဲမှာကြည့်ပါတယ်1160ဆိုပြီးတော့ကတစ်ခုရှိတယ်နောက်ထပ် cash sale ဘာရှိသေးလဲအောက်ဘက်ကိုဆက်ကြည့်လိုက်မယ် opening closing column မှာတော့ cash sale မရှိပါဘူးဒါဆိုအောက်ဘက်ကစာပိုက်ထဲမှာ discount allowance စာကြောင်းဖတ်ပြီးပြီ discount receipt စာကြောင်းလည်းဖတ်ပြီးပြီနောက်တစ်ကြောင်းမှာ Samantha took goods for the business for her own use at a cost price of 1200အဲ့ဒီဟာက goods drawing ဖြစ်တယ်လို့ပြောထားတယ်ဒါက cash sale မဟုတ်ပါဘူးနောက်ဆုံးစာကြောင်းမှာShe also used 1200 of the cash received from sale to pay for repair to her private motor vehicle. ဒီစာကြောင်းရဲ့အဓိပ္ပာယ်လေးကတော့ပုံစံဖတ်တုံးကလည်းပြောပြထားပါတယ်။ကိုလက်ငယ်ရောင်းလို့ရတဲ့ငွေရဲ့1400ကိုမှပိုင်ရှင်ကသူ့မော်တော်ကားပြင်မှုအတွက်ယူသုံးလိုက်တာဖြစ်တယ်။ဒါဆိုရင်ဒီ1400ဆိုတဲ့စာရင်းကအမားရဲ့လုပ်ငန်းမှာပိုင်ရှင်ယူသုံးတာဖြစ်လို့ drawing ဖြစ်လဲစာရင်းမှတ်ပေးရမှာဖြစ်တယ်ဒီ1400ကကုန်လက်ငင်ရောင်းလို့ရတဲ့ပတ်စံဖြစ်တဲ့အတွက်ကြောင့် cash sale ဖြစ်လဲစာရင်းမှတ်ပေးရအောင်မှာဖြစ်တယ်ဒါဆိုရင်ဒီ1400က cash sale ထဲမှာမပါနေဘူးလားပါနေတယ် cash sale လို့ပြောရင်ဒါဆိုရင်ဒီမှာတစ်ခုရှိတယ်အပေါ်က bank account ကတစ်ခုရှိတယ်နှစ်ခုဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ဒါကြောင့်မို့လို့အမတို့တွက်တဲ့အခါမှာcash sale နှစ်ခုကို cash sale နေရာမှာပေါင်းတယ်ပြီးတော့မှအနောက်မှာ credit sale credit sale ကတော့ trade receivable account ရဲ့ဝိုင်းထားတဲ့တန်ဖိုးကိုအမတို့တွေထည့်ရမှာဖြစ်တယ်ဒီတန်ဖိုးကိုနော် credit sale တန်ဖိုးကိုလက်ပေါင်းလိုက်မယ်အလုံးပေါင်းလိုက်ရင် total sale ရမှာဖြစ်ပါတယ် total sale ရပြီဆိုရင်တော့ total purchase ကိုပုံမှန်ဆိုရင်တော့ရှာတယ်ပေါ့နော် total purchase ကိုရှာရင်လည်းသူ့ရဲ့ formula က cash purchase နဲ့ credit purchase နဲ့ကိုပေါင်းပေးရမှာပဲဖြစ်တယ်အခုပုံစံမှာ cash purchase မရှိပါဘူးเนาะရှိလားမရှိလားပုံစံတော့ကြည့်လိုက်မယ်ဒီတော့ပုံစံရဲ့ bank account ထဲမှာစာရင်းတွေတစ်ခုပြီးတစ်ခုမှလိုက်ဖတ်ကြည့်လိုက်ပထမတစ်ခုက BD trade receivable cash sale of feature trade payable general expense drawing rent purchase of feature travel expense telephone wages အဲ့ထဲမှာ cash purchase ပါရဲ့လားမပါပါဘူးဒါကြောင့်မို့လို့အောက်ဘက်က opening closing မှာလည်းစာတွေဖတ်ကြည့်လိုက်မယ် cash purchase ပါရဲ့လား
မပါပါဘူးအောက်ဘက်ကနောက်ဆုံးစာပိုက်ကလေးမှာ discount along တို့ discount receipt တို့ goods drawing တို့ essay တို့ drawing တို့ဒီထဲမှာရော cash purchase ပါရဲ့လားမပါပါဘူးဒါကြောင့်မို့လို့ဒီပုဒ်စာမှာ cash purchase မရှိဘူးဆိုတဲ့သဘောကိုယူပါတယ်သဘောဖြစ်ပါတယ် cash purchase မရှိဘူးဖြစ်တဲ့အတွက်ကြောင့် formula အရဆိုရင်တော့ cash purchase နေရာမှာ0ဖြစ်သွားမှာပေါ့ဒါဆိုရင် cash purchase ကတော့0ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ credit purchase က total purchase နဲ့သွားပြီးတော့မတူပါဘူးလားတူသွားမယ်နော် credit purchase က trade payable မှာရထားတဲ့634839ပဲနော်ဒါကြောင့်မို့လို့အဖြေက total purchase ရဲ့အဖြေက634839ပြန်ဖြစ်နေပါတယ်ဒါကြောင့်မို့လို့ဒါကိုကိုကသိထားပြီးဆိုရင်ဒါကိုတွက်ပေးကြမလို့ပါဘူး cash purchase က3ဖြစ်တယ်ဘာညာပေးကြမလို့ပါဘူးဒါကြောင့်မို့လို့ total purchase ကိုညချင်းဆိုပြီးတော့အမတို့တွေ6000ရေးရမယ်6480ကိုရေးပေးလိုက်ရပါပြီနော်ဒါကတော့စာရှင်းတာဖြစ်လို့မြင်လွယ်အောင်လို့အမရေးပြလိုက်တာပါဒါဆိုရင် total purchase ကဒီလောက်ဖြစ်တယ်ရေးပြလိုက်ရတယ်ကဲဒါဆိုရင်အခုအမတို့တွေသူ့ရဲ့ notes မှာရှိတဲ့စာရင်းရဆိုရင် credit sale တွေ credit purchase တွေ total sale တွေ total purchase တွေကိုရှာလို့ပြီးပါပြီဆိုရင်တော့နံပါတ်6အဆင့်အရဆိုရင် opening ဆိုတာက opening လို့ပြောထားတဲ့ column အောက်မှာအခုစာရင်းတွေ prepaid စာရင်းတွေရှိရင်အဲ့ဒါတွေကို working တွက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီမှာကြည့်လိုက်ရင် general expense owing ဆိုတာရှိတယ် owing ကaccrue နဲ့တူတာဖြစ်လို့ general expense account ဆိုပြီးတော့ working တွက်ပေးရမှာဖြစ်တယ်ဒီတိုင်းပဲနောက်တစ်ခုကလည်း general expense ပဲเนาะဒါဆိုတစ်ခုပဲရပြီနောက်တစ်ခုက rent prepaid ပေါ့เนาะ rent prepaid လို့ပြောရတဲ့အတွက်ကြောင့် working တွက်တဲ့အခါ rent account ကို working တွက်ပေးရမှာဖြစ်တယ်နောက်တွေ့ပြီး telephone expense owing နဲ့ဒီတော့ working မှာ telephone expense ဆိုတဲ့ account ကိုတွက်ပေးရမှာဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်မတို့ working ကိုတွက်တဲ့အခါ general expense account ရယ် rent account ရယ် telephone account ရယ်ဆိုပြီးတော့ working တွက်ပေးရမှာဖြစ်တယ်အားကြောင့်သူတို့ကို working တွက်တယ်လဲဆိုရင် opening မှာစာရင်းတွေက accrue စာရင်းတွေ prepaid စာရင်းတွေအဖြစ်ပါဝင်နေကြလို့ဖြစ်တယ်ဒါဆိုရင်တွက်ကြည့်ရအောင်ဒါဆိုရင်အခုအမတို့ working မှာ general expense account ကို working number 4 rent account ကို working number 5 telephone account ကို working number 6အနေနဲ့ဆွဲလိုက်တာဖြစ်ပါတယ်ဆွဲထားတဲ့ account တွေမှာအမတို့တွေကပုံစံမှာရှိတဲ့ opening closing column ကတန်ဖိုးတွေကို BD တွေ CD တွေအဖြစ်ထည့်ပေးရမှာဖြစ်တယ်နော်ဒါဆိုဘယ်လိုဖြစ်သွားမလဲကြည့်ရအောင်ဒါဆိုရင်ပုံစံရဲ့ opening closing column မှာ general expense နဲ့တက်တဲ့မှာ opening က900ရှိတယ် opening ဖြစ်လို့ဒီ900ကို general expense ကောက်မှာ balance BD ဖြစ်ထည့်ပေးရမှာဖြစ်တယ်နောက်ခုနဲ့တက်တဲ့ထဲမှာ closing ကမရှိဘူးဖြစ်နေတယ် closing ကကြတော့600ဖြစ်တယ် general expense prepaid ဖြစ်သွားတယ်အဲ့တော့ဒီ600ကိုအမတို့တွေက general expense ကမှာ balance CD ဖြစ်ထည့်ပေးရမှာဖြစ်တယ်เนาะအဲ့ဆိုရင် BD CD တော့တည်ပြီး debit credit ခွဲရအောင်ပဲเนาะအဲ့ဆိုရင်ဒီ900ကို BD ကသူက current liability လို့ပြောထားတဲ့အတွက်ကြောင့်မို့လို့ liability တွေကို balance BD ထည့်ရင် credit ချမ်းမှာထည့်တယ်လေအဲ့ကြောင့်မို့လို့အမတို့တွေက general expense ကမှာ balance BD ကိုထည့်တဲ့ခါကျရင်credit ချမ်းမှာဒီ900ကိုတော့ထည့်လိုက်မယ်နော်ဒါကကြတော့ဗာလဲဆိုတော့accrue စာရင်းဖြစ်လို့ပေါ့ဒီထည့်ပြီးပြီဆိုရင်တော့ CD ကကြတော့600နော်အဲ့ဒီ600က prepaid လို့ပြောထားတယ် prepaid ဆိုတော့ asset ပေါ့နော်ဒါဆိုရင်အခုမတို့က asset ကို CD ထည့်ရမှာဖြစ်တယ်နော်ဒါဆိုရင် asset ကို BD ထည့်ရင် debit လေ CD ထည့်ရဆိုရင်တော့ credit ချမ်းမှာထည့်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့လို့ balance CD prepaid ဒီရေးတယ်ဟိုက600ဖြစ်တယ်ဆိုရင်တော့ BD နဲ့ CD ထည့်ပြီးသွားပါပြီ BD CD ထည့်ပြီးသွားရင်ဗာထည့်မလဲဆိုတော့ bank ကိုထည့်မှာဖြစ်ပါတယ် bank ဆိုတော့ဥစ္စာရဲ့ bank account ကိုကြည့်ရမယ်
bank account မှာ general expense ဆိုပြီးတော့9400ရှိပါတယ်ဒီ9400ကိုဒီ9400ကအခုမြင်နေရတဲ့ bank account မှာတော့ credit နဲ့စာရင်းဝင်နေတယ်เนาะဒါကြောင့်မို့လို့အမတို့အခု working မှာတွက်တဲ့ general expense account မှာ bank ဆိုပြီးတော့ debit ချမ်းကနေစာရင်းသွင်းပေးရမှာဖြစ်တယ်သုံးချက်လုံးသွင်းပြီးွားရင်တော့အကောင့်ပိတ်လို့ရပါပြီဒီဝိုင်းပေါ့ဟောချာချက်ကိုဝိုင်းဟောချာချက်ကိုဘာလို့ရေးရမလဲဆိုတော့ profit or loss လို့ရေးပေးရမှာဖြစ်တယ်ဒါပြီးရင်တော့ rent account ကိုအမတို့ဆက်ဆွဲမယ်เนาะ rent account ကလည်းဒီတိုင်းပဲပုံစံရဲ့ opening closing column မှာရှိတဲ့ rent တန်ဖိုးတွေကို BDCD အဖြစ်ထည့်ပေးရမယ်ဒါဆိုရင် opening မှာ1250ရှိတယ်သူကိုအကောင့်မှာ BD ဖြစ်ထည့်မယ် closing မှာ1385ရှိတယ်သူကိုလည်းခုဆွဲမယ် rent account မှာ CD အဖြစ်ထည့်မယ် BDCD ထည့်ဖို့ဆိုရင် debit credit ခွဲရမယ်ခွဲဖို့ဆိုရင်သူ့ရဲ့စာအတိုင်းပဲ rent prepaid လို့ပြောထားတယ် prepaid ဆိုတာ asset ဖြစ်တယ်ဒါကြောင့်မို့လို့ဒီနှစ်ခုလုံးက asset တွေကိုပဲ BDCD ထည့်ပေးရမယ်ဆိုတဲ့သဘောဖြစ်တယ်ဆိုရင် asset တွေရဲ့ BD က asset တွေရဲ့ nature အတိုင်းဆိုတော့ debit ဒါကြောင့်ဒီ1250ကအမတို့အခုတွက်မဲ့ rent ကမှ balance BD ဆိုပြီးတော့ prepaid ပေါ့နော် debit ချမ်းမှာထည့်မယ်သူနောက်က1385ကလည်းဒီ prepaid နဲ့တဒန်းထဲမှာရှိနေတာဖြစ်လို့သူကလည်း prepaid CD ပဲပေါ့နော်ဒါဆိုရင် asset ကို CD ပြန်ထည့်ချင်တာဖြစ်လို့ဒီနဲ့စัจကျေဘက်မှာထည့်ဆိုတော့သူကြတော့ credit ချမ်းမှာ CD ထည့်ရမယ်တန်ဖိုး1385ဒါ prepaid ပေါ့နော်BDCD ထည့်ပြီးွားရင် bank ကိုထည့်ရမယ်ဒါကြောင့်ပုံစံရဲ့ bank account ကိုကြည့်လိုက်မယ် rent ဆိုပြီးတော့1000 credit နဲ့ဝင်နေတယ်ဒါက bank account မှာ credit ဖြစ်လို့အမတို့ခုတွက်မဲ့ rent account မှာဒီ8000က debit နဲ့စာရင်းဝင်ရမှာဖြစ်တယ် bank လို့ရေးမယ်ဒါပြီးရင်တော့အကောင့်ပိတ်လို့ရပြီဒါဆိုရင်တော့ rent account ကိုဝါချချက် profit or loss လို့ရေးပေးရမယ်เนาะ